ဒီနေ့ဗီဒီယိုမှာတော့ကိုယ့်ရဲ့တပ်ပုံနဲ့ဖန်တီးထားတဲ့ဒီလိုမျိုး Telegram sticker တွေကိုဖုန်းထဲမှာလည်း AI နဲ့အလွယ်တကူဘယ်လိုဖန်တီးလို့ရမလဲဆိုတာကိုပြောပြပေးသွားပါမယ်။အရင်ဆုံး ChatGPT application နဲ့ဝင်လိုက်ပါမယ်။ပြီးရင်တော့ sticker ပြောင်းကျင်တဲ့ကိုယ့်ရဲ့ပုံတင်မှုအတွက်ကျွန်တော်အခုဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်လိုက်ပါ။ပြီးရင်တော့ photo ဆိုတာကိုထည့်ရွေးလိုက်ပါ။ sticker လုပ်ချင်တဲ့ကိုယ့်ရဲ့ပုံရွေးပြီးတော့ညာဘက်ပေါ်တောင်ဝိုင်းပြထားတဲ့နေရာကိုနှိပ်လိုက်ပါ။ပုံရွေးပြီးပြီဆိုရင်တော့ကျွန်တော်အခုဗီဒီယိုမှာရေးထားတဲ့ prompt တိုင်းလိုက်ရေးပါမယ်။ prompt ကိုလိုချင်တယ်ဆိုရင်တော့ comment မှာမှန်းခဲ့ပြီးကျွန်တော်ပို့ပေးလိုက်ပါမယ်။ prompt ရေးတဲ့အခါမှာကျွန်တော်အခုရေးထားသလိုမျိုးအတိအကျမဟုတ်ပဲကိုပြင်နေတဲ့စာသားတွေ style တွေပြင်ရေးပြီးထုတ်လို့ရပါတယ်။ခုဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ sticker ပုံတွေရလာပါပြီ။ဒီ sticker ပုံတွေကို download ဆွဲပြီးတော့ Telegram မှာသွားထည့်ကြပါမယ်။ download ဆွဲဖို့အတွက်ပုံနှိပ်လိုက်ပါ။ပြီးရင်တော့ဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်လိုက်ပါ။ပုံ download ဆွဲပြီးရင်တော့ Telegram နဲ့သွားပါမယ်။ Telegram ထဲမှာ chat တစ်ခုခုလေးကိုဝင်ပြီးတော့ဝိုင်းပြလာတဲ့ sticker နေရာလေးကိုနှိပ်လိုက်ပါ။ပြီးရင်တော့ create sticker ဆိုတာကိုထပ်နှိပ်လိုက်ပါ။ပြီးရင်တော့ sticker လုံးမဲ့ပုံကိုရွေးလိုက်ပါမယ်။ပုံတစ်ခုထဲမှာပဲ sticker ၄ခုဖြစ်နေလို့ကျွန်တော်ဗီဒီယိုထဲမှာလုပ်ပြထားသလိုမျိုး sticker တစ်ခုတည်းကို4000ကွက်ထဲဝင်အောင် zoom နဲ့ဆွဲပြီးနေရာချလိုက်ပါ။ပုံနေရာချလို့အဆင်ပြေသွားပြီဆိုရင်တော့ညာဘက်အောက်တောင်ကအပြာရောင်မှန်ချစ်လေးကိုနှိပ်လိုက်ပါမယ်။ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ဝိုင်းပြလာတဲ့နေရာကိုဆက်နှိပ်လိုက်ပါ။ new sticker set ဆိုတာကိုရွေးပြီးတော့ sticker ကိုနာမည်ပေးလိုက်ပါခုဆိုရင်တော့ကျွန်တော်တို့ကိုယ်ပိုင် sticker တစ်ခုရပါပြီ sticker ကိုစမ်းပို့ကြည့်ပါမယ်ကျန်နေသေးတဲ့ပုံတွေကိုလည်းစောနာလောက်သွားတဲ့အဆင့်တွေတိုင်းတစ်ဆင့်ချင်းစီလုပ်ပြီး sticker တွေဖန်တီးသွားလို့ရပါပြီဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲမိတ်ဆွေတို့လည်း Telegram sticker တွေဖန်တီးပြီးတဲ့အခါကျွန်တော်ရဲ့ Telegram group ထဲမှာအပြန်အလှန်ပို့ပေးလို့ရပါတယ်ဗီဒီယိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်